ပါဘုန်းကြီးကျောင်းတော်ချမ်းသာပေးတနေ့နဲ့စားတဲ့ပါဇက်ပေါက်တစ်ခုတွေအစမပြေနိုင်တဲ့ဒုက္ခရောက်မယ်စားကြရအစားစားအစိုးရပေးနိုင်သလားမပြေနိုင်ရင်နေပါဘုန်းကြီးကျောင်းတော်ချမ်းသာပေးဘုန်းကြီးကျောင်းဟာကျုပ်တို့တဲ့အိမ်ပဲဘဝတစ်ခုကိုရုန်းကန်နေရချိန်စိတ်ကြိုက်လုံးပြလိုက်နိုင်တယ်ကျုပ်တို့အတွက်တော့ရွှေတောင်ကြီးပြောက်ပြီးရောက်ရစီလာမလူကြနဲ့လေဒုက္ခိတာကိုပြားထပ်တို့ဖေးငုတ်တုံမေရှာတော်သားများဟာအဝေးပြေအဝေးပြေမရနေရသုံးလိုက်စံပါလက်စုပ်သားသားခမရတို့အာနာမြေသာပင်တွေဒုက္ခရောက်တာခမရတို့မှမသိပဲခမရတို့မှမသိပဲကျုပ်တို့တဲ့အိမ်ပဲဘဝတစ်ခုကိုရုန်းကန်နေရချိန်ခမရတို့စိတ်ကြိုက်လုံးပြလိုက်နိုင်တယ်ကျုပ်တို့တွေ့တော့ရွှေတောင်ကြီးပြောက်ပြီးတရားရစီလာမလူကြနဲ့လေဒုက္ခိတာကိုပြားထပ်တို့ဟေတို့တုံမေရှာတော်သားများဟာအဝေးပြေမရနေရသုံးလိုက်စံပါလက်စုပ်သားသားခမရတို့အာနာနေသာပင်တွေဒုက္ခရောက်တာခမရတို့မှမသိပဲ